Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလာမိုဘိုင်းမှာကြိုဆိုလိုက်ပါတယ်เนาะကျွန်တော်ဒီနေ့ကြတော့ဒီလို Huawei ဖုန်းတွေမှာ Huawei ဖုန်းတွေမှာဒီလို Play Store Original ဘယ်လိုထည့်လဲဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ Gbox တို့ Gspeed တို့မဟုတ်ပဲတော့ Original Play Store ကိုဘယ်လိုမျိုးထည့်လဲဆိုတာကျွန်တော်ပြပေးမယ်เนาะဒါကကျွန်တော်အခုပြပေးမှာ Huawei ရဲ့ Harmony OS 4.2 မှာပေါ့နော် Huawei Harmony OS 4.2 မှာ Google Play Store ဘယ်လိုထည့်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြပေးမယ်နော်အရင်ဆုံးကျွန်တော်ပြပေးမှာကကျွန်တော်အမှ download link လေးကျွန်တော် comment မှာပေးထားတယ်နော်အဲ့ဒီ link လေးကနေပြီးတော့ဒီ file လေးကို download ဆွဲလိုက်ပါနော်ဒီမှာကျွန်တော်ပြပေးမယ်အဲ့ဒီ link လေးကနေပြီးတော့ဒီ mobile save.zin ပေါ့အဲ့ဒီအကောင့်လေးကို zin file လေးကို download ဆွဲလိုက်download ဆွဲသွားရင် zin ဖြည့်လိုက်ပေါ့နော် zin ဖြည့်လိုက်ပြီးသွားရင်ဒီကောင်လေးကတို့ zin ဖြည့်လိုက်တို့ file လေးရလာမယ်အဲ့လို file လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ zin ဖြည့်ပြီးသွားရင်ဒီ Huawei ဆိုတာလေးကိုဖိနှိပ်လိုက်ပြီးသွားရင်ကျွန်တော်တို့ copy အောက်မှာ copy ဆိုတာလေးရှိတယ်နော် copy ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုတော့ဒီဘက်ကကိုသွားမယ်ကျွန်တော်တို့other location ရောက်သွားရင် internet storage ပြီးသွားရင်ကျွန်တော်တို့အမှန်ချင်းလေးချစ်ပေးလိုက်တော့ဒီလိုလေးတက်လာမယ်ဒီလိုလေးတက်လာလို့ရှိရင်ကျွန်တော်တို့က all apply ကိုနှိပ်ပေးလိုက် mega ကိုနှိပ်ပေးလိုက်ပြီးသွားရင်ဒီက all apply all ဒီလေးဝိုင်း replay ကိုနှိပ်လိုက်လို့ရှိရင်သူကဒါ Huawei ဟိုဟာတွေကိုရောက်သွားပြီပေါ့နော်ကျွန်တော်တို့ဒီတဲကဒီ Huawei တွေကိုကျွန်တော်ရောက် Android တွေ Huawei တွေကိုရောက်သွားပြီပေါ့နော်ဒီမှာဒီတွေကိုရောက်သွားပြီကျွန်တော် backup file လေးရနော်ဒီတွေကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အရင်ဆုံး setting ကိုသွားမယ်သွားဖို့ရင်ကျွန်တော်တို့system update နဲ့သွားမယ်သွားဖို့ရင် time date ကိုနှိပ်ဖို့ရင် time date ပြောင်းမိမယ်ကျွန်တော်တို့ဒီမှာ2026ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကို2019ထားပြီးတော့ okay ပေးလိုက်နော်2019ထားပြီး okay ပေးလိုက်မယ် okay ပေးဖို့ရင်ကျွန်တော်တို့ပဲသွားမယ်ဆိုတော့ setting နဲ့ပြန်သွားမယ်နော် system update တွေသွားမယ်ပြီးသွားပြီဆိုရင် backup restore ကိုသွားဖို့ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ restore ပြန်လုပ်မယ်ဒီပေါ်လေးဟာကိုနှိပ်ဖို့ရင်ဒီမှာ restore internet ဆိုပြီးတော့အဲ့ဒီကောင်လေးကိုနှိပ်လိုက်နှိပ်ဖို့ရင်ဒီကောင်ကိုကျွန်တော်တို့ restore လုပ်လိုက်မယ်နော်ဒါကို restore လုပ်လိုက်မယ်ဒီကောင်လေးကျွန်တော်တို့ restore